ကိုမနိုင်ဘူးမှမနိုင်ပါဘူးကိုမိသားစုကိုမှကိုကဦးမဆောင်နိုင်ရတဲ့တခြားပတ်ဝန်းကျင်ကိုဘယ်တော့မှမဦးဆောင်နိုင်ပါဘူးအားလုံးပဲမင်္ဂလာပါကျွန်တော်ဦးချစ်ဖြစ်ပါတယ်ဒီအပတ်မှာ family leadership အကြောင်းကိုပြောပါမယ်မိသားစုဆိုတာကျွန်တော်တို့ရဲ့ leadership ကိုပထမဆုံးစမ်းသပ်တဲ့နေရာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အလုပ်မှာဆိုရင်ယာတူးရှိတယ်လာစာရှိတယ်လုပ်ပိုင်ခွင့်အာဏာဆိုတာရှိတယ်အဲ့တော့တင်းကလည်းကျွန်တော်တို့ယာတူးရှိတဲ့လူကိုအထိုက်အလျောက်လေးစားရပါတယ်အခွင့်အာဏာရှိတော့သူတို့မှာလိုက်နာရမယ်တာဝန်ကိုတရားရှိတယ်အဲ့တော့ကျွန်တော်တို့ကောင်းဆောင်ဆိုတာလည်းအမြင်ပေးလို့ရတယ်မိသားစုနဲ့ပြင်ပနဲ့မတူပါဘူးအများကြီးကွာခြားပါတယ်တချို့တွေရှိကြပါတယ်အပြင်မှာဘလောက်ပဲကောင်းဆောင်ရေးဖြစ်နေပါစေအိမ်ပြန်ရောက်လာပြီးဆိုတာနဲ့စိတ်မရှိဘူးစကားတွေပါပြောရင်ကောင်းကောင်းမပြောတော့နားကြီးတာတွေပါလည်းမခံနိုင်ဘူးဒေါသထွက်လွယ်တယ်အဲ့လိုဖြစ်နေတဲ့သူတွေအများကြီးရှိပါတယ်ကြုံရင်လည်းကြုံမှုကြမှာပါအဲ့ဒီအတွက်ပဲကျွန်တော်ကဒီနေ့ပြောချင်တာမိသားစုက leadership ကိုစမ်းသပ်တဲ့နေရာဖြစ်ပါတယ်ကျွန်တော်ခုနကပြောခဲ့သလိုပဲအလုံးမှာဆိုရင်ယာတူးရှိတယ်အခွင့်အာဏာရှိတယ်လာစားဆိုတဲ့အကျိုးခံစားခွင့်ရှိတယ်အဲ့တော့လူတွေကလိုက်နာဖို့အကြောင်းရှိတယ်လိုက်နာဖို့တာဝန်ရှိတယ်ဒါပေမဲ့မိသားစုမှာကျတော့အဲ့နေရာမှာလည်းကျွန်တော်တို့ leadership ကအမှားနဲ့အမှန်ပေါ်လွင်လာပါတယ်မိသားစုကကြောက်လို့လိုက်နာတာမဟုတ်ဘူးကျွန်တော်တို့ကိုယုံကြည်လို့လေးစားလို့လိုက်နာတာပဲဖြစ်ပါတယ်ဆိုကြပါစို့အလုပ်ကနေပြန်ရောက်လာပြီးအိမ်ရောက်တာနဲ့ကလေးတွေကစူညံနေမယ်မိသားစုဝင်တွေကလည်းကိုယ့်ကိုအဖက်မလုပ်သလိုခံစားရတယ်အဲ့အချိန်ဒီမှာကျွန်တော်တို့စိတ်ကိုထိန်းနိုင်လားကျွန်တော်တို့စကားကိုထိန်းသိမ်းရောပြောနိုင်လားစိတ်ထဲရှိသလိုမျိုးပေါက်ကွဲလိုက်သလားသူတို့လည်းသူတို့လုံးနေပဲသူတို့လည်းသူတို့ခံစားချက်နဲ့သူတို့ဆိုပြီးတော့ကျွန်တော်တို့ကမိသားစုဝင်တွေကိုနားလည်ပေးနိုင်လားကျွန်တော်တို့မိသားစုဝင်တွေက leadership ကအပြင်က leadership ထက်အများကြီးခက်ခဲပါတယ်အဲဒါကြောင့်ကျွန်တော်အရင်ကပြောခဲ့သလိုပဲကိုမနိုင်ဘူးမှမနိုင်ပါဘူးကိုမိသားစုကိုမှကိုကဦးမဆောင်နိုင်ရတဲ့တခြားပတ်ဝန်းကျင်ကိုဘယ်တော့မှမဦးဆောင်နိုင်ပါဘူးအဲဒါကြောင့်ကိုမိသားစုထဲမှာကိုကဦးဆောင်သူတယောက်ဖြစ်ဖို့လိုပါတယ်ဆောင်းရှင်တယောက်ဖြစ်ဖို့လိုပါတယ်ကိုမိသားစုကအရာရာယုံကြည်စိတ်ချအားကိုးရတဲ့လူဖြစ်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့စိတ်တွေကြီးနေတယ်လို့ကြီးရမယ်စိတ်ရှည်နေတယ်လို့ရှည်ရမယ်ပေါ့နော်သဘောထားကြီးနေတယ်လို့ကြီးရပါတယ်ဆွမ်းအားရှင်ဆိုတာအများရှိမှာကောင်းနေတာမဟုတ်ပါဘူးအနည်းဆုံးလူတွေအတွက်လည်းကောင်းအောင်နေနိုင်ခြင်းပါမိသားစုကကျွန်တော်တို့ကိုစမ်းသပ်တဲ့အရာကစိတ်ရှည်သိခံနိုင်ခြင်းနားလေသဘောပေါက်နိုင်ခြင်းတာဝန်ယူခြင်းအပြောနဲ့အလုပ်တည်ခြင်းပေါ့နော်မိသားစုကကျွန်တော်တို့ကိုဘယ်လောက်ထိယုံကြည်ရမလဲဆိုတဲ့စမ်းသပ်တဲ့နေရာဖြစ်ပါတယ်မိသားစုဝင်ထဲမှာဒီအရာတွေအလုံးအောင်မြင်ပြီဆိုရင်ကျွန်တော်တို့အပြင်လောကမှာဘာမှမခက်ခဲတော့ပါဘူးအရာအလုံးအောင်မြင်နိုင်ပါတယ်ဥပမာဗျာကျွန်တော်တို့မိသားစုဝင်ထဲမှာကလေးတယောက်အမှားတစ်ခုလုပ်လိုက်တယ်ဆိုကြပါစို့ကလေးဆိုတာအမှားလုပ်တယ်တော့မဟုတ်ဘူးနော်ကလေးဆိုတာကျွန်တော်တို့လိုအတိတရားကကျွန်တော်တို့လိုမဟုတ်ဘူးကလေးဆိုတော့ကလေးလိုပဲသိတယ်ဥပမာအန်ဒီဖြစ်မယ်ဆိုတဲ့အရာလည်းမသိဘူးဘာမှမသိဘူးသူတို့လုပ်ချင်တာပဲသိတယ်အဲ့တော့သူတို့လုပ်ချင်တာသူတို့လုပ်လိုက်မယ်အဲ့ချိန်မှာကိုကအခက်မသိတဲ့အချိန်နဲ့ကြုံပြီးတော့ဟဲ့ပြီးတော့တွားပြီးတော့ငေါ့မယ်အဲ့ချိန်မှာသူကြောက်သွားမယ်ဒါပေမဲ့အဲ့ဒီဟာကိုသူ့မှာပင်လဲလို့မခံစားအောင်អော်လိုက်တယ်ငေါ့လိုက်တယ်ဆိုလို့ရှိရင်သူ့မှာကြောက်ပြီးတော့ကျွန်တော်အဲ့ကြောက်စိတ်ကအမြဲတမ်းသူ့ရှင်ထဲမှာကိန်းသွားဒါပေမဲ့ကျွန်တော်တို့ကတိုးတိတ်နဲ့ဒီစကားနားလည်အောင်ပြောရင်အချိန်မင်းနဲ့ပြရမယ်ဒါပေမဲ့ကလေးတယောက်ရဲ့ယုံကြည်မှုကိုကျွန်တော်တို့တိစောက်လို့ရတယ်ဆိုကြပါစို့အမြဲတမ်းရက်ကွက်ထဲမှာကျွန်တော်တို့ဒေတာတွေမှာရှိရမယ်ကလေးတွေဆိုရင်ဟိတ်ခုနဲ့6တဲ့လူတွေရှိတယ်အဲ့လိုလူစုလာပြီးဆိုရင်နောက်ကလေးတွေကနောက်ခါတွေ့ပြီးဆိုရင်ပြေးတော့လာတယ်တော့မှသူပြောတာနားမထောင်တော့အဲ့လိုကျွန်တော်တို့ကချွေစကားနဲ့ကလေးမှမဟုတ်ဘူးဘယ်သူမှမဆိုပဲအရာရာကိုကျွန်တော်တို့ကယုံကြည်မှုတိစောက်ဖို့လိုတယ်ဒါကျွန်တော်မြင်တော့ဥပမာပြောပြတာပေါ့နော်ကလေးမှမဟုတ်ဘူးကျွန်တော်တို့ဒေါသတကြီးနဲ့ဟိန်ဟောက်ချင်းချောင်းနေမယ်ဆိုလို့ရှိရင်ဘယ်သူမှမဆိုဝုန်းဝေးရရှောင်ပါတယ်အဲ့တော့ကျွန်တော်တို့ယုံကြည်မှုအပြည့်နဲ့ဘေးပတ်ဝန်းကျင်ကိုလည်းကိုကအများကြီးဘေးပတ်ဝန်းကျင်ရဲ့ယုံကြည်မှုရအောင်လည်းအများကြီးတိစောက်ဖို့လိုတယ်။ဆောင်းအားရှင်ဆိုတာယုံကြည်မှုတိစောက်နိုင်ခြင်းပါ။ယုံကြည်မှုတိစောက်နိုင်တဲ့သူကမှဆောင်းအားရှင်အစ်စ်ပါ။လူတွေဘယ်လောက်ယုံကြည်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဆောင်းအားရှင်ဆိုတာဆောင်းအားကြီးပါတယ်။အဲ့တော့ကျွန်တော်တို့မိသားစုထဲမှာ leadership ဆိုတာအနိုင်ယူခြင်းမဟုတ်ပါဘူး။ယုံကြည်မှုတိစောက်နိုင်ခြင်းဖြစ်ပါတယ်။ကျွန်တော်ဦးချစ်ဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့ညီငယ်ညီမငယ်တွေကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေဒီနေ့ဗီဒီယိုကကိုမိသားစုဝင်တွေထဲမှာ
ဒီမှာစိတ်မရှိတဲ့သူအဲ့လိုရှိခဲ့မယ်ဆိုရင်လည်း mention လေးခေါ်လိုက်ပါနောက်ပြီးကျွန်တော်ညီမငယ်တွေလည်းစိတ်ရှည်သိခံပြီးတော့အရာမှာလူတိုင်းရဲ့ယုံကြည်မှုရအောင်တည်ဆောက်နိုင်တဲ့ဆွမ်းအားရှင်တွေဖြစ်လိမ့်မယ်လို့လည်းကျွန်တော်ပြောလိုက်ပါတယ်နောက်ဗီဒီယိုမှာမိသားစုထဲမှာလေးစားမှုရအောင်ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းကျွန်တော်ဆက်ပြောပါမယ်အားလုံးကိုကျေးဇူးပါ